လက်ရပါထွက်တယ်ကြီးကအရေးကြီးဆိုတာကြားဘူးလားနှခမ်းကြီးဘာလို့ပန်းအောင်ပြတော့လဲ ဝါမေးစရာဝါနေဘယ်နဲ့ဟိုဘာလဲရေးကြည့်ရပါလဲ မလေးဘာလို့ဘာလို့လဲ အရေးကြီးတွေကဘာကြလိုက်တာလဲ အဲ့ဒါဘယ်ပြရမလဲပြတယ်လို့ပြအဝါပေါ်မှာအဲ့အရေးကြီးဖြစ်နေတာ ကိုဝါရီချလာတာကိုစက်ပတ်တော့ဒီမှာတော့အိမ်ကြီးကိုရေးတယ်ပေါ့နော်အိမ်ကြီးကအားရမလဲဆိုတော့ဒီမှာလည်းဘယ်လိုမှမပြလဲအစောကတိုင်းအောင်ချိန်တော့မဟုတ်ဘူးတဲ့လားစေးရောက်ချင်ရမယ်ဝါရောက်ချင်တယ်မှာတော့ဝါအောင်ချိန်လိုက်တာဆရာအဲ့ဒီရောက်ဒီမှာနည်းနည်းဟိုကပြင်စိတ်ကြတော့ဘာလို့မေးရမှာရောနောက်ကမမေးရအောင်နောက်ကဘယ်သူမှလည်းမဖြေရအောင်ကိုကဘာလို့ရမလဲစဉ်းစားဆုံးဖြတ်ရမှာဟုတ်ပြီနော်